နှစ်တကူဆုတောင်းယခုနှစ်ကြရောက်သောမြန်မာတို့ရဲ့နှစ်တကူသိညက်အခါသမယမှစ၍နောက်နှစ်ပေါင်းများစွာတိုင်စိတ်ရွှင်လန်း၍ကိုယ်ကျမ်းမှစိတ်ချမ်းသာ၍ဘာသာအကျိုးလူမှုအကျိုးအများအကျိုးနိုင်ငံအကျိုးများကိုထမ်းရွက်နိုင်ကြပါစေလို့ဘုန်းဘုန်းရဲ့တရားတော်များကိုနာကြားနေကြတဲ့ဓမ္မပရိသတ်ပေါင်းသူတော်ကောင်းတို့ကိုရှေးဥစွာဆုမွန်ပတ္ထနာလှစ်ကြွေအပ်ပါတယ်နှစ်တကူမှာအတာရည်ဖြင့်မိမိတို့ရဲ့တနစ်တာလုံးဖြတ်သန်းခဲ့ကြတဲ့ခန္ဓာကိုယ်မှာရှိတဲ့အညစ်အကြေးများကိုတန်ရှင်းစင်ကြယ်သွားစေရန်ပတ်ဖြန်းပြီးဆေးကြောတဲ့ကဲ့သို့ဗုဒ္ဓမြတ်စွာ၏တရားဓမ္မဆိုတဲ့ရေစင်မြတ်ဖြင့်လဲမိမိတို့ရဲ့အတွင်းစိတ်မှာရှိတဲ့အိတ်တာမစ္စရိယအဘိဇာဗျာပါဒတရားဆိုးများအတ္တမမာနတရားဆိုးများကိုလည်းတတိပညာဖြင့်ဆေးကြောနိုင်ကြပါစေနှစ်တကူမှာမိမိတို့ရဲ့အိမ်ကိုပစ္စည်းဝတ္ထုအသစ်များဖြင့်အလှဆင်ကြသလိုမိမိတို့ရဲ့စိတ်ကိုလည်းတရားဓမ္မဖြင့်အလှဆင်နိုင်ကြပါစေနှစ်တကူမှာအပေါ်ယံအလူဒါနတွေပြုကြသလိုအတွင်းကြကြဖြစ်တဲ့ဓမ္မဒါနတွေကိုလည်းပြုနိုင်ကြပါစေနှစ်တကူမှာမိမိတို့ရဲ့ခန္ဓာကိုယ်ကြီးကိုအမွေးနှံ့သာများပတ်ဖြန်းတဲ့ကဲ့သို့မိမိတို့ရဲ့စိတ်ကိုလည်းဒီလာတီးဟုသောအမွေးဆုံးအကြိုင်ဆုံးယဉ်နှံ့များဖြင့်ပတ်ဖြန်းနိုင်ကြပါစေနှစ်တကူမှာလူမျိုးမရွေးဘာသာမရွေးပုဂ္ဂိုလ်မရွေးပဲအတာရည်ဖြင့်ပတ်ဖြန်းတဲ့ကဲ့သို့မိမိတို့အတွင်းစိတ်မှာရှိတဲ့မေတ္တာများကိုလည်းလူမျိုးဘာသာပုဂ္ဂိုလ်မရွေးပဲပေးဝေနိုင်ကြပါစေနှစ်တကူမှာမိမိတို့ရဲ့အိမ်မှာရှိတဲ့ဟောင်းနှံဆုတ်ပြတ်နေတဲ့အရာများကိုစွန့်ပစ်ကြသလိုမိမိတို့အတိတ်မှာရှိခဲ့တဲ့မကောင်းတဲ့စိတ်ထားတွေအညှိုးတေးအာဃာတတွေအမုန်းတရားတွေကိုလည်းစွန့်ပယ်နိုင်ကြပါစေနှစ်တကူမှာစ၍မိမိတို့ရဲ့နောက်နှစ်ပေါင်းများစွာတိုင်အန္တရာယ်ကင်းပေးခြင်းစိတ်အေးချမ်းသာယာကြပါစေလို့ဆုတောင်းမေတ္တာများပို့သအပ်ပါတယ်နော်